မင်္ဂလာပါဗျာကျွန်တော်တို့မြန်မာလူမျိုးတွေကြားမှာရှေးရခင်ကလေးကလက်ဆင့်ကမ်းလာတဲ့အယူဆတစ်ခုရှိပါတယ်အဲ့ဒါကတော့ညဘက်လက်သေးမညက်ရဘူးဆိုတာပါပဲညဘက်လက်သေးညက်ရင်အသက်တူတတ်တယ်ကန်ဆိုးတတ်တယ်တရေချောက်ခံရတတ်တယ်ဆိုတဲ့စကားတွေဟာဒီနေ့အခေတ်ထိရှိနေသေးပါဒါဟာတကယ်ပဲလားအယူသီးတာလားဒါမှမဟုတ်နောက်ွယ်မှာခိုင်လုံတဲ့အကြောင်းပြချက်တွေရှိနေတာလားဒီနေ့ဒီဗီဒီယိုမှာတော့ဒါကိုသိပ္ပံနည်းကြရောယဉ်ကျေးမှုအရပါအသေးစိတ်ဆွေးနွေးသွားပေးမှာဖြစ်ပါတယ်။အရင်ဆုံးရှေ့လူကြီးတွေဘာကြောင့်တားခဲ့လဲဆိုတာကြည့်ကြရအောင်။ရှေ့လူကြီးတွေကညဘက်လက်သေးညက်တာဟာမိဘကိုကျေးဇူးတရားမသိတဲ့ရာရောက်တယ်လို့ယူဆကြပါတယ်။ညအချိန်ဟာအနားယူရမယ့်အချိန်ဖြစ်ပြီးအဲ့ဒီအချိန်မှာခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတစ်ခုကိုဖယ်ရှားတာဟာကံကောင်းခြင်းတွေကိုဖျက်ထားလိုက်တာလို့ယုံကြည်ကြပါတယ်။တချို့ကလည်းညဘက်လက်သေးညက်ရင်နန္ဒဘဝလောကသားတွေဒါမှမဟုတ်မကောင်းဆိုးဝါးတွေလာတတ်တယ်လို့ရှောက်လန့်နေရှိပါတယ်။ဒါပေမဲ့ဒီတားမြင့်ချက်ရဲ့တကယ်လက်တွေ့ကြတဲ့အကြောင်းရင်းကတော့အလင်းရောင်ပါပဲရှေးခေတ်ကအခုခေတ်လိုလျှက်စစ်မီးတွေမရှိပါဘူးဖျောင်းနိုင်မီးဒါမှမဟုတ်ရေနံစီမီးခွက်လေးတွေနဲ့ပဲနေခဲ့ရတာပါအလင်းရောင်မလုံတော့တဲ့ညအချိန်မှာလက်သေးညက်လိုက်ရင်အသားကိုညှက်မိပြီးဒဏ်ရာရဖို့အခွင့်အလမ်းရမ်းများပါတယ်အဲ့ဒီခေတ်ကအခုခေတ်လိုပိုးသက်ဆေးတွေဆေးရုံဆေးကန်းတွေခင်မစားသေးတော့ဒဏ်ရာရရင်ပိုးဝင်ပြီးပြည်တဲ့တာမိခိုက်ပိုးဝင်တာမျိုးတွေဖြစ်နိုင်ပါတယ်မှောင်နေတဲ့အချိန်မှာညှက်လိုက်တဲ့လက်သေးစားတွေဟာဘယ်ကိုလွင့်စင်သွားမှမသိနိုင်ပါဘူးအစားတော့တွေရောက်သွားတာမျိုးဒါမှမဟုတ်ရှီတော့မှစူးစိုက်တာမျိုးတွေဖြစ်နိုင်လို့အနေရကင်းအောင်တားမြစ်ခဲ့တာဖြစ်ပါတယ်အနှစ်ရှုပ်လိုက်ရရင်တော့ညဘက်လက်သေးမညှက်ရဘူးဆိုတာရှေးခေတ်ကလူတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်ပညာရှိရှိတားမြစ်ခဲ့တဲ့နည်းလမ်းတစ်ခုသာဖြစ်ပါတယ်အခုခေတ်မှာတော့အလင်းအောင်ကောင်းကောင်းရှိမယ်တတိထားပြီးညှက်မယ်ဆိုရင်တော့ဒါဟာပြဿနာမဟုတ်တော့ပါဘူးဒါပေမဲ့လူကြီးတွေရဲ့စကားကိုနားထောင်ပြီးမလိုအပ်ပဲညဘက်မှာလက်သေးမညက်တာကလည်းစိတ်အေးချမ်းရတာပေါ့ဗျာဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့စာပေဘူးသူရ channel လေးကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်